အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်စစ်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်းကိုယ်ခံစွမ်းအားများကိုတိုးတက်စေခြင်းအရေးပြားကျန်းမာရေးကိုအထောက်အကူပြုခြင်းကင်ဆာဆဲများကိုတွန်းလှန်နိုင်ခြင်းနှင့်ကပ်ပါးကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။အစာလဲဆေးဆေးလဲအစာမှပြန်လဲကြိုဆိုလိုက်ပါတယ်။ရှောက်စစ်စားခြင်းဖြင့်ဆဲများကိုဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးခြင်းကိုယ်ခံစွမ်းအားများကိုတိုးတက်စေခြင်းအရေးပြားကျန်းမာရေးကိုအထောက်အကူပြုခြင်းကင်ဆာဆဲများကိုတွန်းလှန်နိုင်ခြင်းနှင့်ကပ်ပါးကောင်များကိုနှင်ထုတ်နိုင်သည်။ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ကျေနပ်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးပါနော်။